ကျွန်တော် YouTube channel 3D ပရိသတ်တွေအတွက်မင်္ဂလာပါเนาะဒီပွဲကိုကျွန်တော်68ခွန်86ခွန်ဆိုပြီးတော့68ခွန်တဲကိုရှေးပေါင်းလေးနဲ့ကိုအားကြိုက်နေလို့ပေါ့เนาะအဲ့ဒီကနန်လေးဒီချိန်လည်းဖြစ်သွားနိုင်တယ်ဆိုတာလေးကိုကျွန်တော်ဖော်မွေးပေါ့เนาะဒီချိန်မှဒီလိုမထွက်ရင်နောက်ချိန်တစ်ကွက်တည်းဖော်မွေးပေါ့နှစ်ဦးမှာခွန်ကိုတွဲတာ၄ကက်ရှိတယ်ပေါ့เนาะအဲ့ဒီနှစ်ထဲမှာသူရှေ့နှစ်ကျော်ကသူကနေတစ်ပင်နှစ်ပင်သုံးပင်တက်ဘေးကကနန်းကဒီလိုမျိုးအချိန်တိုင်းရိုက်နေတဲ့ကနန်းပေါ့နော်အဲ့တော့ဒုတိယကမှလည်းကျွန်တော်တို့ဒီမှာနှစ်ဦးမှာခွန်ကုန်းနောက်တွဲလို့အဲ့ဒီနှစ်ထဲမှာသူရှေ့နှစ်ကျော်က1 2 3ပင်ဆောင်းတန်းတက်တဲ့ဘေးကကနန်းကဒီလိုအချိန်ကိုက်ကစားတယ်ပေါ့နော်အခုဒီမှာလည်းနှစ်ဦးမှာခွန်ကုန်းနောက်တွဲတဲ့တတိယကမှလည်း1 2 3ပင်ရဲ့ဘေးရရှေ့နှစ်ကျော်ကဒီလိုကနန်းအချိန်ကိုက်ကစားတယ်ပေါ့နော်အဲ့တော့ဒီမှာစတုရကနှစ်ဦးခွန်ကိုတွဲလို့ဒီအချိန်ဆိုရင်1 2 3ပင်က86ခွန်ကဒီမှာအချိန်ကိုက်ရိုက်မယ်ပေါ့နော်အဲ့ဒီမှာဒီ line လေးကဒီကနန်းက86ခွန်ဒီအချိန်တော်တော်ကောင်းတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ 3D ကနည်းနည်းတစ်ခါလေကြပြဆန်တယ်ပေါ့ဗျနော်ထူးခြားမှုတွေရှိတယ်အဲ့ဒီလိုက်ထွက်ခဲ့တဲ့ကနန်းဟာအဲ့ဒီနေ့ထဲမှာနှစ်ခါထွက်ကနန်းဖြစ်နေတယ်အဲ့ဒီနေ့ထဲကကနန်းဟာဒီလိုရိုက်ပြီဆိုတော့အဲ့ဒီကနန်းနှစ်ခါထွက်ဖြစ်နေတယ်ဒီကတ်မှာကြတော့သူကနှစ်ခါထွက်ကိုအပေါ်ကမရမကြဘဲနဲ့သူကအောက်ကိုပြန်ကျသွားတာနော်ဘဟင်းကြီးဆန်တာပေါ့နော်ကြပြဆန်တယ်အဲ့ရောသူကအယူကွက်တီနဲ့လုံနေတဲ့အတွက်လေးကတ်တွေကပ်ပင်ရှည်လာရင်သူကလှည့်စားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနှစ်ထဲမှာဒီလိုရိုက်တဲ့ကနန်းဟာနှစ်ခါထွက်ဖြစ်ရမှာအပေါ်ကပြန်ကျရင်ကြာမကျရင်အဲ့ဒီကနန်းဟာအောက်ကိုပြန်ကျဆိုတဲ့ပုံစံပေါ့နော်အဲ့တော့တစ်ပတ်တစ်ကွက်ဖော်မွေးဒီအချိန်မှာ86ခွန်မလာရင်နောက်အချိန်မှာ86တည်းအဲဒီလိုပေါ့နော်ဖော်မွေးပေါ့နော်အဲ့တော့ဒီအချိန်မှာဆိုရင်တော့86ခွန်မှာအားလုံးပဲ86ခွန်ဖော်မွေးပါနော်ကျွန်တော်ကြိုက်တာကတော့68ခွန်86ခွန်တဲ့အားပေါ့နော်ဒီနှစ်ကွက်ကိုဒီပွဲလို့ဆိုဦးစားပေးမယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါဗျ